ရန်သူတော်ပီဒိုထိလို့မဟုတ်ပဲအင်သာရေဆွဲတာမှားသွားလို့နစ်မြုပ်သွားတဲ့ရေငုပ်တင်မောတစီရှိခဲ့ဘူးလေဆိုတာယုံမလားခင်ဗျဒုတိယကမ္ဘာစစ်အတွင်းကဂျာမန်ရေငုပ်တင်မော U1206 မှာအဲ့ဒီခေတ်ကအဆင့်အမြင့်ဆုံး high tech အင်သာကိုတက်ဆင်ထားပါတယ်ရေနက်ပိုင်းမှာရေအိမ်သုံးရင်ရေဖိအားကြောင့်အပြင်ကရေတွေပြန်မဝင်အောင်အဆုရှင်တွေအများကြီးနဲ့ရှုပ်ထွေးအောင်လုပ်ထားတာပါဒီနေ့မှာတော့ရေငုပ်တင်မောရဲ့ဘိုးကြီးကအင်သာတက်ပါတယ်ကိစ္စပြီးလို့ရေဆွဲချတဲ့အခါနီးပညာရှုပ်ထွေးလို့တော့သူကလက်ကင်ဘူးတစ်ခုကိုမှားဖွင့်လိုက်ပါတယ်ချက်ချင်းဆိုသလိုပဲပင်လယ်ရေတွေကအိမ်သာခွက်ထဲကနေအရှိန်နဲ့ပန်းထွက်လာပြီးရေငုပ်တင်မောတွေဝင်လာပါတော့တယ်ဝင်လာတဲ့ရေတွေကသင်းမောအောက်ကဘက်ထရီအိုးတွေပေါ်ဖိတ်ကြပြီးအသက်ရှူကျက်စေတဲ့အစိတ်ငွေ့တွေထွက်လာပါတယ်သင်းမောသားတွေလည်းအသက်မရှူနိုင်တော့လို့ရေပေါ်အမြန်ပြန်တက်ခဲ့ရပါတယ်ကန်ဆိုးစွာနဲ့ရေပေါ်ရောက်ချင်းမဟာမိတ်လေယာဉ်တွေနဲ့တွေ့ပြီးဘုံကျဲခံလိုက်ရပါတော့တယ်နောက်ဆုံးမှာတော့သင်းမောကိုစွန့်ခွာပြီးလက်နဲ့ချခဲ့ရပါတယ်ဒါကသမိုင်းမှာအိမ်သာတက်တာမှားသွားလို့ကိုသင်းမောကိုပြန်နစ်မြုပ်စေခဲ့တဲ့တခုတည်းသောဖြစ်ရဆိုးကြီးပါပဲ